ထုံးလက်ရလာပြီးကြိုင်ဆွဲမှာဥစွာပထမစားသုံးသူမိဘပြည်သူများအားမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ယနေ့ဟုံးလက်ရရဲ့ဟင်းလျာဖြစ်တဲ့ကြက်သားအာလူစီပြန်ချက်မြစ်ချမောင်ကျော်ဘူဒီကလပဲဟင်းရီထုံးလျက်လာပြီးကြိုင်ဆွဲအားဆက်သွယ်မှယူလိုပါကဖုန်းနံပါတ်39206096တို့ဆက်သွယ်မှယူနိုင်ပါတယ်ထုံးလျက်ချိုင်လာပြီးကြိုင်ဆွဲအားအားပေးကြတဲ့စားသုံးသူမိဘပြည်သူပေါင်းကျမ်းမာချမ်းသာကြပါစေလို့ထုံးလျက်လာပြီးကြိုင်ဆွဲမှာဆုမွန်ကောင်းတောင်းအပ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်